ပေါ်တူဂီစပိန်ပွဲသုံးသက်ချက်နဲ့ရွေးချယ်မှုအားလုံးပဲမင်္ဂလာပါတောကြီးကန်ဘောလုံးတိုင်မှကြိုဆိုပါရယ်။ယနေ့ညမှာရှုပြိုင်ကစားမဲ့ပွဲစုကောင်းတစ်ပွဲဖြစ်တဲ့ပေါ်တူဂီနဲ့စပိန်ပွဲကိုခံမှန်းသုံးသပ်ရမယ်ဆိုအသင်းနှစ်သင်းလုံးရဲ့တိုက်စစ်နဲ့ခံစစ်အခြေအနေပေါ်တူဂီကစပိန်မှာကမ္ဘာအဆင့်မီကစားသမားကောင်းတွေပိုင်ဆိုင်ထားပြီးတိုက်စစ်ပိုင်းမှာအားကိုးရတဲ့အသင်းတွေဖြစ်ပါတယ်။ပေါ်တူဂီမှာနီးပြူဟာစုံစုံလင်လင်နဲ့ဂိုးသွင်းနိုင်တဲ့ကစားသမားတွေရှိသလိုစပိန်ကလည်းဘောလုံးအသာစီးယူပြီးကစားတတ်တာကြောင့်ပွဲကအပြန်အလှန်ရှိနေမှာပါ။ပွဲအခြေအနေခံမှန်းချက်ဒီလိုအသင်းကြီးချင်းချင်းထိပ်တိုက်တွေ့တဲ့ပွဲတွေမှာတသင်းနဲ့တသင်းအမှားမခံပဲသတိထားကစားလေးရှိကြပါတယ်။စပိန်ကဘောလုံးပိုင်ဆိုင်မှုယူထားနိုင်ပေမဲ့ပေါ်တူဂီရဲ့တံပြန်တိုက်စစ်ကလည်းအလွန်အန္တရာယ်များပါတယ်။တရေရှုံးပေးထားတဲ့ကြေးရနှစ်သင်းလုံးရဲ့ခြေစွမ်းကအယမ်းမကွာတာကြောင့်ပြတ်သားတဲ့ဂိုးရလက်ဥပမာ2-3-3ထွက်ဖို့ရာခိုင်နှုန်းနည်းပါတယ်။ဂိုးပေါင်းကြေး3.85ကြေးကအသင်းကြီးတွေဖြစ်လို့ဂိုးသွင်းနိုင်စွမ်းရှိပေမဲ့အပြန်အလှန်ထိန်းကစားရင်ဂိုးပြတ်ဂိုးများဖို့ထက်2ဂိုး1ဂိုးသို့မဟုတ်1ဂိုး1ဂိုးလိုရလက်မျိုးပိုထွက်လာနိုင်ပါတယ်။တော်ကြီးကန်ဘောလုံးတိုင်ရဲ့ရွေးချယ်မှုအသင်းကြီးချင်းပွဲဖြစ်တာကြောင့်အပြန်အလှန်ထိန်းကစားပြီးဂိုးနဲ့မဲ့ဘက်မှာရှိပါတယ်။ရလက်က2ဂိုးဝန်းကျင်ဥပမာ1ဂိုး1ဂိုးသို့မဟုတ်1ဂိုးဂိုးမရှိမှပဲပြီးသွားဖို့အခွင့်အလမ်းပိုများလို့ဂိုးပေါင်းအောက်ကပိုပြီးစိတ်ချရနိုင်ပါတယ်။မိတ်ဆွေတို့တွေးဆလို့ရွေးသမျှအကြံလာလို့အမှားပြကြပါစေ။